Hello အားလုံးပဲမင်္ဂလာပါရှိုင်းသူဘလော့မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့နှစ်ပေါင်း160ကျော်ရှိပြီဖြစ်တဲ့ပြည်လက်ကဖျားเจ้าကိုတွားရောက်မှာပဲဖြစ်ပါတယ်အဘက်ကကားတွေမြောက်တဲ့အတွက်ကျွန်တော်တို့ဆိုင်ကယ်လေးငှားပါပြီပေါ့နော်ဆိုင်ကယ်လေးကတော့ပုံမှန်အားဖြင့်အသွားပြန်ကို1000ရှိမယ်အိုးဝေလေးကတော့အသွားပြန်ကို1000ဝယ်လောက်ရှိရပေါ့နော်ကျွန်တော်နှစ်ယောက်ကတော့ဆိုင်ကယ်လေးပဲငှားပါတယ်ပေါ့နော်ဒီဖျားเจ้าကိုစုတောင်းဖို့လာခြင်းရောက်နိုင်မဲ့ကားလေးတွေက33ရှိမယ်95ရှိမယ်129ရှိမှာပေါ့နော်တန်လီမျိုးကျော်ပြီးကြောက်တန်းမျိုးဝင်ပြီးတာနဲ့ပဲလေဘူမတိုင်မှာဆင်းပြီးတော့ဆိုင်ကယ်လေးစီးလာလို့ရပါတယ်လမ်းတစ်လျှောက်ရှုခင်းလေးရပေါ့နော်စိမ်းဆိုအုံးမာနေနဲ့အရန်ကိုတရားလက်ပါပါတယ်ဖျားเจ้าရောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဆိုင်ကယ်လေးနဲ့15မိနစ်20လောက်သွားရပါတယ်ကဲဒါဆိုရင်ဝင်ချင်းကိုတွေ့ရတာတော့တားတော်ကြောင့်ပဲဖြစ်တယ်ပေါ့နော်မေတော်ကြောင့်အရင်ဝင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့မေတော်ကြောင့်အရင်သွားမယ်ပေါ့နော်ကဲခုဆိုရင်မေတော်ကျောင်းရောက်ပါပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာအုပ်ပွဲငပြောပွဲကပ်ပြီးတော့ပေါ့နော်ကိုလိုချင်တဲ့စုတောင်းလို့ရပါတယ်ကဲစုတောင်းဖို့အတွက်အထက်ကိုဝင်ပါပြီကျွန်တော်တို့အောင်ပွဲငပြောပွဲကပ်ပြီးလို့ဆူတောင်းပေးရတဲ့ဒီဘက်မှာတော့เนาะခေါင်းလောင်းလေးတီးပြီးတော့သုံးဘက်ပက်ပြီးတော့ဆူတောင်းလို့လည်းရပါတယ်ကျွန်တော်တို့မေတော်ဆောင်ရဲ့အပြင်ကိုထွက်လိုက်မယ်ဆိုရင်ဒီရဲ့မေတော်ဆောင်ရဲ့နောက်ဘက်မှာပေါ့နော်ညောင်မင်းရှိရပေါ့ဒီညောင်မင်းမှာဘာတွေဆူတောင်းလို့ရလဲဆိုရင်ကိုလိုချင်တဲ့အိမ်တွေကားတွေတားစုပန်တာတို့ပစ္စည်းတွေပျောက်ရှာတာတို့ဘာလို့ဆိုအကုန်ဆူတောင်းလို့ရတယ်ပေါ့နော်အိမ်လိုချင်တဲ့သူတွေကအိမ်ရုပ်လေးတွေရှိကြတယ်ကားလိုချင်တဲ့သူတွေကကားရုပ်လေးတွေရှိကြပြီးတော့ဆူတောင်းကြတယ်ပေါ့နော်
ဒီနာကိုကိုပေးနေနောက်ကထန်းတော်လေးတဘောကြတော့နည်းနည်းပါတက်ပန်းခဲ့တယ်ပေါ့နော်ကဲခုဆိုရင်တော့မေတော်ကျောင်းထွက်ပြီးတော့တားတော်ကျောင်းကိုတွားရည်ပဲဖြစ်ပါတယ်တားတော်ကျောင်းမှာရှိတဲ့ဒီဖျားလေးကိုလည်းသုံးမဲ့ပက်ပြီးတော့ဆူတောင်းနေတယ်ဆူတောင်းပြည့်လို့သိရှိရပါတယ်ဒီတားတော်ကျောင်းမှာဆိုရင်ကျွန်တော်ညီမရွေးကလက်ဝဲကိုအလကားကြည့်လိုက်ရပါတယ်ဒီကောင်တွေကတော့နော်ညီမရွေးကလက်ဝဲတွေကတက်ကိုတက်ဖြစ်တဲ့ခေါင်းကိုပဲအဓိကထားပြီးတော့တိုက်ခိုက်တာပဲဖြစ်ပါတယ်ခွေလေမနာကြဘူးလားတိုက်ချက်နေအတဲလူနေတော့မလုပ်ကောင်းဟယ်လိုဟာရှာရီကျိုးကုန်တော့ပါပဲဟောတာဆိုလားတိုက်လို့ခိုင်းပါဦးရောအစားရစားပါမကြောက်ကြီးရအလူတိုင်းပဲမင်းခွေအောင်မယ်ခွေအောင်ပြန်ခွေနေဒီနေ့တည်းရတယ်ကခွေရတော့ဟုတ်ပြီစိတ်ရှိရနော်စိတ်ရှိဘိုးဘက်တကောင်လည်းစားကျင်နေပြီဒီကောင်လေးကြည့်တာမကူတာစားပါဟုတ်သားတော့မေးဦးမယ်ဒီနှစ်ကောင်ကဘေးမဲ့လွတ်ထားလားဒီမှာဒါအခုဆိုရင်တော့ဒါစိတ်3ကောင်ဖြစ်ပါလိမ့်စိတ်ထိုင်တော့ပေါ့ဟောကြောက်ရမင်းနဲ့လည်းတူတယ်နော်စိတ်ချင်းစင်ဒါဒီစိတ်နှစ်ကောင်ကဒါဒီကပုံနာတွေကနော်ဒိဋ္ဌံပြီးတော့သူတို့ကိုဆွဲပြီးတော့ဒီဘုရားကျောင်းကိုပတ်တယ်လို့သိရပါတယ်ဒီမှာဆိုရင်လည်းပေါ့နော်ဗုဒ္ဓဘုရားဆင်းလို့တော်ကိုလည်းတည်ထားကိုယ်ဝယ်တာတွေ့ရှိရပါတယ်ဒါကတော့တားတော်ကျောင်းရဲ့အရှိမျက်နှာစာမဟုတ်ဘူးလေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ရာဒီဦးကတာယာလို့လည်းမသိဘူးဗျတိန်နေအောင်အရန်လာကဲဖျားလဲဖူးပြီဆိုပြန်ပါပြီကိုရိုမားတို့လည်းဒီပီလေကဖျားအကြောင်းမှာအမှတ်တရရှိခဲ့ရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်မြောက်ပေးနိုင်ပါတယ်
ကဲဆိုင်ကလေးနဲ့15မိနစ်20လောက်စီးပြီးတော့ကားဂိတ်ကိုရောက်ပါပြီကားဆောက်ရတယ်နည်းနည်းကြာတယ်ပေါ့နော်သူလည်းဆောက်ရတယ်နည်းနည်းကြာပါတယ်ကဲဝိုင်းပြီးရေးစီးပြီးလစ်ပြီးအားလုံးပဲတတာပါ